ဒီနေ့တကြံကြားနေမှာကျွန်တော်တို့တရားဥမြို့နယ်မဟာကဏ္ဍယုံကျောင်းတိုက်ကိုသွားရောက်ပြီးတော့ဆရာတော်တန်ဃာတော်တွေကိုဆွန့်ကပ်လှူရင်းနဲ့ကျွန်တော်တို့ဒီလူတန်းလေးတစ်ခုလုပ်ခဲ့တယ်ပေါ့နော်တရားနာခဲ့တယ်အဲဒါကတော့ကျွန်တော်တို့ဆွန့်ကပ်လှူနေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆွန့်ဆရာတော်တန်ဃာတော်တွေကိုဆွန့်လောင်းလူတာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဆရာတော်တန်ဃာတော်တွေကိုဆွန့်ကပ်လှူတော့မှာဖြစ်ပါတယ်ကျန်ကြားနေလေးမှာတရားနာရေးဆက်ချရပဲဖြစ်ပါတယ်လူတိုင်းလူပေါ်မှာမင်္ဂလာရှိပါစေပေါ့ကျွန်တော်တို့ ਨੇ ဒီထဲမှာအလဲလိုက်လာတဲ့ကျွန်တော်တို့ရဲ့တူလေးကသင်္ကန်းဝတ်ရှင်နေဆိုလို့ကျွန်တော်တို့ဒီဖုန်းကျောင်းမှာပဲကိုရင်ဝတ်ခွင့်ပြုခဲ့ပါတယ်ဆရာတော်ကအရန်ကိုမှစိတ်သဘောထားပြေးသွားတဲ့အတွက်ကျွန်တော်တို့ဒီကျောင်းလေးမှာကျွန်တော်တို့ရဲ့တူလေးကိုလည်းတခါတည်းသင်္ကန်းစီးပေးခဲ့လိုက်ပါတယ်